လက်နဲ့တစ်ချောင်းမှမပါပဲစကလုံးလေးနည်းနည်းသုံးပြီးတော့အင်ပါရီတစ်ခုလုံးပြိုကျသွားအောင်လုံနိုင်တယ်လူတယောက်ချောင်းခမချဘူးလားသူစစ်ဖို့ကြမဟုတ်ဘူးချမ်းသာတဲ့တရေလည်းမဟုတ်ရွာနေတက်လာတဲ့တာမဖုံးကြီးအောင်ဆောင်လာတဲ့လူတယောက်ပဲဒါပေမဲ့သူ့စီမှာအင်မတန်ကြောက်စရာကောင်းတဲ့လှုပ်လက်နဲ့တစ်ခုရှိနေတယ်အဲ့ဒါကတော့လူတွေရဲ့စိတ်ကိုကျိုးကန်ချဲတဲ့နိုင်တဲ့ dark psychology ပါပဲဒီနေ့ဗီဒီယိုမှာတော့တမိုင်းမှာအကြော်ကြားဆုံးနဲ့အလှုပ်ဝက်ဆုံးလူတယောက်ဖြစ်တဲ့Grigory Rasputin ရဲ့ဇလံကိုပြောပြသွားမယ်။သူကရုရှားပြည်မှာကြီးကိုရောတနိုင်ငံလုံးကိုပါဘလို့စိတ်ပင်ကလှည့်ကွက်တွေတုံးပြီးတော့သူ့လက်ကုပ်တဲ့အရေးဖြစ်အောင်လှုပ်သွားလဲဆိုတာကိုကျွန်တော်တို့အတူတူဖော်ထုတ်ကြည့်ကြ။အရေးကြီးဆုံးကသူတုံးသွားတဲ့ဒီ dark psychology လှည့်ကွက်တွေကိုအခုခေတ်မှာရောတဲ့အနီးနားလူတွေကတင့်ပေါ်အသုံးချနေတာဆိုတာကိုသိသွားစေရတာ။ဒါကြောင့်ဒီဗီဒီယိုအဆုံးထိကြည့်ဖို့အကြံပေးချင်ပါတယ်။ကဲစလိုက်ကြအောင်။ဇလံက1900ပြည့်နှစ်အစောပိုင်းရုရှားနိုင်ငံမှာစတယ်။အဲ့ဒီအချိန်ကရုရှားအုပ်ချုပ်နေတာကစာဘီယန်နီကိုလက်စ်နဲ့ပြည်မာကြီးအလက်ဇန်နာပေါ့။သူတို့ကတိုင်းပြည်တစ်ခုလုံးအုပ်ချုပ်နိုင်တဲ့အာဏာရှိပေမဲ့ပတ်စံနဲ့ဝယ်လို့မရတဲ့တောကတစ်ခုရှိနေ။အဲ့ဒါကတော့သူတို့ရဲ့သူဒီရောတားတော်လေးအလက်စီကသွေးမတိတ်တဲ့ကြောကိုခံစားနေရတာပါပဲ။တားလေးသွေးထွက်လုံပြီးတည်တော့မဲ့အချိန်တိုင်းမှာပြည်မာကြီးကယူမလက်ခံလာရတယ်။ဆောင်းတွေကလည်းလက်လျှော့ထားပြီးတော့အဲ့လိုမျိုးမျောလေးချက်မဲ့နေတဲ့အချိန်အားငယ်ဆုံးအချိန်မှာပဲ Rasputin ဆိုတဲ့လူတစ်ယောက်ပဲမဲတော်တွေကိုရောက်လာခဲ့။သူကတားတော်လေးကိုစူတောင်းပေးလိုက်တာနဲ့တွေးတိတ်သွားစေတယ်လို့ဆိုတယ်။တိုက်ဆိုင်တာလားသူ့မှာတကယ်ပဲအစွမ်းရှိတာလားဆိုတာကတော့အခုထိပဲဒီပဲ။ဒါပေမဲ့ဘီမာကြီးကတော့ Rasputin ကိုကယ်ရီရှင်အဖြစ်ကိုလုံးဝယုံကြည်သွားခဲ့တာပါ။ဒီနေရာမှာခဏလေးရက်ပြီးစဉ်းစားကြည့်အောင် Rasputin တုံးသွားတဲ့ပထမဆုံး dark psychology trick ကပါတယ်။အဲ့ဒါကတော့အားနဲ့ကြောက်တော့တုံးချခြင်းပဲ။ဖဲလ်ဆန်လာကြီး Rasputin ကအာနာရှိတဲ့ဘေးရင်ကြီးကိုတိုက်ရိုက်မချင်းခဲ့ဘူးအစားထိုးလို့မရတဲ့တားလေးအတွက်တောကရောက်နေတဲ့စိတ်ပိုင်းဆိုင်ရာအားငယ်ဆုံးဖြစ်နေတဲ့ဘေးမာကြီးကိုအရင်ဆုံးပြတ်မှတ်ထားရဲ့လူတယောက်ဟာအလွန်မင်းဝမ်းနေနေတဲ့အခါဒါမှမဟုတ်ကြောက်ရွံ့နေတဲ့အခါမျိုးမှာအုံနောက်ရဲ့ကြိုးကြောင်းစင်မြင်နိုင်ဆိုရင် logical thinking ကအလုံးမလုံးတော့ဘူးအဲ့ဒီအချိန်မှာလာကန်းလန်းတဲ့လက်ကိုဖျားသခင်ပဲဆိုပြီးဖတ်တွေ့ထားတတ်ကြတယ်ဒီ trick ကိုအခုခေတ်မှာလည်းအများကြီးသုံးကြတယ်။ဥပမာမင်းစီးပွားရေးအဆင်မပြေဖြစ်နေစဉ်ရီးစားနဲ့꿰ပြီးတော့စိတ်သက်ကြနေတဲ့အချိန်မျိုးမှာအရင် view site ပြပြီးဝင်လာတဲ့လူမျိုးတွေကိုသူတို့ကမင်းရဲ့အားနည်းချက်ကိုအသုံးချပြီးတော့မင်းကိုသူတို့စကားနားထောင်အောင်သူတို့ပေါ်ယုံကြည်လာအောင်အရင်ဆုံးဖန်တီးကြတာပဲ။ဇလန်ကိုဆက်အောင်အဲ့လိုနဲ့ Rasputin ကနန်းတော်ထဲမှာဩဇာအာဏာကြီးလာတယ်။သူကသူ့ကိုယ်သူတာမဲ့လူတယောက်လိုမနေဘူး။ဖျားသခင်ဆေလွတ်လိုက်တဲ့တမန်တော်လိုအနာဂတ်ကိုဟောကိန်းထုတ်နိုင်တဲ့ prophet လိုဘေးမာကြီးကလည်းသူ့ဆိုဖျားတဆူကူတလုံးလို့ကိုးဝယ်သလိုယုံကြည်နေတော့တာပဲနောက်ပိုင်းဆိုရင်တိုင်းပြည်ကကိစ္စတွေဝင်ကြီးခန်းတဲ့ကိစ္စတွေအစား Rasputin ရဲ့ဘောတူနေစရာမပါရင်ဘေးမာကြီးကမလုပ်တော့ဘူးတိုင်းပြည်တစ်ခုလုံး Rasputin ကလူလိမ်လူရှုပ်ဆိုတာသိနေကြလို့ပဲဘေးမာကြီးကတော့လုံးဝကန်းနေတယ်ဘာလို့လဲဒီနေရာမှာသူသုံးသွားတာက the halo fun နဲ့ gaslight တွေမှာပဲ Rasputin ကဘေးမာကြီးရဲ့စိတ်ထဲမှာသူ့ကိုယ်သူအပြစ်ကင်းစင်နဲ့အစွမ်းထက်တဲ့ကယ်ဒီရှင်ကြီးအဖြစ်ပုံဖော်ထားနိုင်တယ်ဒါကြောင့်တခြားသူတွေက Rasputin ရဲ့အပြစ်တွေကိုလာပြောရင်တော့ဘီယန်မာကြီးကမယုံတော့ပြီးတော့ Rasputin ကဘီယန်မာကြီးကိုအမြဲတမ်း gaslighting လုပ်တယ်။ငါမရှိရင်မင်းသားလေးတည်သွားလိမ့်မယ်။ငါ့ကိုမနာလိုတဲ့လူတွေကငါ့ကိုလှုပ်ကြံနေကြတာ။ငါလည်းဘသူ့ကိုမှမယုံနဲ့ဆိုပြီးဘီယန်မာကြီးရဲ့စိတ်ကိုအစိတ်ခတ်ထားလိုက်။ဒါ dark psychology မှာကြောက်စရာကောင်းတော့အဆင့်ဖြစ်တဲ့ isolation manipulator တွေကမင်းကိုထိန်းချုပ်ချင်မင်းကိုချစ်တဲ့သူတွေမင်းကိုအကြံကောင်းညံကောင်းတွေပေးနိုင်မယ့်သူတွေနဲ့အရင်ဆုံးဝေးသွားအောင်လုပ်တတ်တယ်။မင်းကိုတကယ်ချစ်တာငါတယောက်ပဲရှိတယ်ဆိုတဲ့စကားမျိုးနဲ့မင်းပတ်ဝန်းကျင်ကလူတွေကိုမယုံကြည်တော့အောင်တွေးခွဲတတ်ကြတယ်။ Rasputin ရဲ့ဒီလိုချယ်လှယ်မှုတွေကြောင့်ရုရှားပြည်သူတွေကဘီယန်စနစ်ပေါ်အယုံကြည်မဲ့လာကြတယ်။နောက်ဆုံးမှာတော့ရုရှားမှုမှတ်တွေကိုယ်တိုင်ကသိမခံနိုင်တော့ပဲ Rasputin ကိုအစိတ်ခတ်တနက်နဲ့ဖြစ်ပြီးမြစ်ထဲကိုပစ်ချလုံခြံခဲ့ကြရတယ်။ဒါပေမဲ့အချိန်စောင်းသွားခဲ့ပါပြီ။သူသိပြီးမကြခင်မှာပဲရုရှားဒေါ်လာကြီးပေါ်ပေါက်လာပြီးတော့ဘီယန်မာကြီးတို့တမီသားတို့တက်ခံခဲ့ရတယ်လို့ရုရှားအိမ်မှာတော့ကြည့်တယ်ပြိုကျပျက်စီးခဲ့ရပါတယ်။ Rasputin ရဲ့ဇလံပြီးသွားပြီမဲ့သူသုံးခဲ့တဲ့ဒီစွမ်းအားကြီးရဲ့ dark psychology နီးလန်းတွေကတော့အခုချိန်ထိရှင်သန်နေသေးပါပဲ။ကိုယ်ပတ်ဝန်းကျင်ကလုံးပေါ်ခိုင်ဘက်တထေးဒါမှမဟုတ်ကိုယ့်ရဲ့လက်တွဲပေါ်ကတော့ကိုယ့်ရဲ့အားနည်းချက်ကိုအသုံးချပြီးတော့ isolation လုပ်တာ gaslight လုပ်တာတွေကဖြစ်နေနိုင်ပါတယ်။ဒါကြောင့်လူတယောက်ကိုအလွန်မင်းမိခိုးခြင်းလောက်လုပ်နေပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ဝေးအောင်ခွဲထုတ်နေပြီဆိုရင်တော့တတိတထားပါ။အဲ့လူကတင်မောရဲ့ Rasputin ဖြစ်နေနိုင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကနေ dark psychology အကြောင်းသေချာလေးနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။
နောက်ထပ်လည်းဘယ်လိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးစေချင်လဲဆိုတော့ comment မှာရေးပေးခဲ့ကြပါဦးဗီဒီယိုလေးကိုသဘောကျရဆိုလို့ရှိရင် like လုပ်ပြီး channel လေးကိုလည်း subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဗျ